တစ်ဆက်တည်း10နှစ်ကြာအောင်အားလည်းရမှာကစားခဲ့တဲ့ဂိမ်းတစ်ခုကိုအောင်မြင်အောင်ကစားခဲ့တဲ့ဂိမ်းထဲမှာမင်းကတကဘာလုံးရဲ့အဆင့်တစ်ဖြစ်ပြီးကျင့်စဉ်ကလည်း17နှစ်ကြာမဟာတန်ခိုးရှင်အဆင့်ကိုရောက်ရှိခဲ့တဲ့လူပေါင်းများစွာရဲ့အထက်မှာရှိနေပြီးမင်းထက်တာသူမရှိတော့တဲ့အခြေအနေမျိုးပေါ့နက်ဖျားလက်နက်မျိုးစုံလည်းစုံလင်ရှိတယ်ဒါပေမဲ့ဒါတွေအားလုံးကဂိမ်းတစ်ခုသာဖြစ်ခဲ့တယ်ခုတော့ဂိမ်းထဲမှာစာမျက်နှာတစ်ခုပေါ်လာတဲ့ဂိမ်းကနောက်ထပ်10မိနစ်အကြာမှာရက်ဆိုင်တော့မယ်နောက်ဆုံးချိန်လေးကဒီကိုပျော်ပျော်ရွှင်ရွှင်ဖြစ်တန်းလိုက်ပါဦး10နှစ်ကြာကစားခဲ့တဲ့ဂိမ်းကနောက်ဆုံးတော့အဆုံးသက်တော့ဒီ10နှစ်အတွင်းဂိမ်းတွေကတငယ်ချင်းတွေတယောက်ပြီးတယောက် online မတက်တော့တာကိုမင်းကြည့်နေခဲ့ရတယ်အခုတော့တဂိမ်းလုံးမှာမင်းတယောက်တည်းသာကျန်တော့တယ်ဟာလာဟင်းလင်းဖြစ်နေတဲ့ဂိမ်းမြင်ကွင်းကိုကြည့်ရင်တီးကြံစိတ်တွေရင်ထဲမှာပေါ်လာတယ်မကြခင်မှာပဲနောက်ဆုံး10မိနစ်ကိုရောက်လာတယ်ကမ္ဘာ channel ကိုဖွင့်လိုက်နှုတ်ဆက်ပါတယ်ကျင့်ကြံခြင်းလောကမင်းကငါကစားခဲ့ဘူးတမရထဲမှာအကောင်းဆုံးဂိမ်းပါပဲအားလုံးကိုနှုတ်ဆက်ပါတယ်ရေးဆက်ရှိရင်ပြန်ဆောင်ကြတာပေါ့လို့ရေးလိုက်တယ်အဲ့ဒီနောက်ဆောင်းဖော်လော်ထောင်းတဲ့အတူထမင်းစားဖို့ထွက်လာခဲ့တယ်မင်းထွက်သွားပြီးနောက်မှာဂိမ်းမျက်နှာပြင်မှာစာတန်းတစ်ခုထပ်ပေါ်လာတယ်ဂိမ်းပိတ်ပြီးနာယူဝက်အကြာမှာဂိမ်းထဲကအရာတွေကလက်တွေ့လောကထဲရောက်ရှိလာတော့မယ်ထမင်းစားပြီးမင်းနဲ့လော်ထောင်းဆောင်ကိုပြန်လာခဲ့ကြတယ်ရုတ်တရက်အပြင်မှာမူးချင်းတန်တွေတကြုံကြုံကြားလိုက်ရတဲ့ဟာဒါကကဘာပြတ်တော့မှလားအဲ့ဒီအချိန်မှာပဲမင်းရဲ့စိတ်ထဲမှာအတန်တက်တန်ပေါ်လာတဲ့ကျင့်ကြံခြင်းလောကဂိမ်းဟာစက္ကန့်60အကြာမှာလက်တွေ့ဖြစ်လာပါတော့မယ်လောထောင်းကကြောက်လန့်တကြားဘေးပတ်ဝန်းကျင်ကိုကြည့်နေတယ်မင်းလည်းကြားလိုက်လားလို့သူကမေးတော့မင်းလော်ထောင်းကိုအံ့အားသင့်စွာကြည့်လိုက်ငါလည်းကြားလိုက်တယ်ဘာဂိမ်းကလက်တွေ့ဖြစ်လာမှလဲကျင့်ကြံခြင်းလောကဆိုတာလားအဲ့ဒါဘာဂိမ်းလဲမင်းချက်ချင်းသဘောပေါက်သွားဒါမင်း10နှစ်ကြာကစားခဲ့တဲ့ဂိမ်းမဟုတ်လားအဲ့ဒီဂိမ်းကလက်တွေ့ဖြစ်လာတော့မှလားဂိမ်းတွေကအရာအလုံးလက်တွေ့လောကထဲရောက်လာတော့မှလားအဲ့ဒီအချိန်မှာပဲအားလုံးရဲ့စိတ်ထဲမှာအတန်တန်ထပ်ထွက်လာတဲ့စက္ကန့်60ပြည့်သွားပြီးလက်တွေ့ဖြစ်တည်ခြင်းစတင်ပါပြီပထမဆုံးအဆင့်ကတော့ကျင့်စဉ်တွေပါခဏအတွင်းမှာပဲကောင်းကင်ကြီးပြောင်းလဲသွားတယ်ရွှေအောင်လင်းနှန်းတွေကောင်းကင်ကနေကျဆင်းလာတယ်မင်းရဲ့တကူလုံးကိုရွှေအောင်လင်းနှန်းတွေကလွှမ်းခြုံထားတဲ့မဟာတန်ခိုးရှင်ကျင့်စဉ်အဆင့်လက်တွေ့ဖြစ်တည်ခြင်းပြီးဆုံးပါပြီမင်းရဲ့စွမ်းအားတွေကိုသတိထားပြီးအသုံးပြုပါတစ်ချိန်တည်းမှာပဲဂိမ်းတွေကဇက်ကောင်ရဲ့17နှစ်တာအတွေ့အကြုံတွေအားလုံးမင်းရဲ့အုံနောက်ထဲကိုစီးဝင်လာတယ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်လို့မျိုးပေါ့အချိန်တိုအတွင်းမှာပဲမင်းရဲ့ကျင့်စဉ်တွေကိုမင်းထိန်းချုပ်နိုင်သွားပြီးမင်းမှာဘယ်လောက်ထိအစွမ်းထက်တဲ့ခွန်အားတွေရှိနေပြီလဲဆိုတာနားလည်သွားတယ်ဟာမင်းမြင်ကြည့်ဦးလော်ထောင်းကရုတ်တရက်အော်ပြောလိုက်တယ်မင်းသူ့ကိုကြည့်လိုက်တော့လော်ထောင်းကလက်တစ်ဖက်ထဲနဲ့အလေးတုံးကိုအမှုတ်ဖြစ်အောင်ညှစ်ပြနေတယ်ငါကကိုကာရလေးချင်းမှုအဆင့်9ပဲရှာတီးသေးတာတော့ဒီလောက်တန်မာနေတာလားအခြေခံတိဆောက်ခြင်းနဲ့ရွှေမြူတွေအဆင့်တွေဆိုရင်ပိုတောင်တန်မာဦးမှာပဲလော်ထောင်းရဲ့စကားကိုကြားတော့မင်းနည်းနည်းရေချင်သွားတယ်ဘာလို့လဲဆိုတော့ကိုကာရလေးချင်းမှုဆိုတာအနည်းဆုံးအဆင့်ဖြစ်ပြီးကျင့်ကြံခြင်းလောကရဲ့အစပြုရုံသာရှိသေးလို့ပဲအခြေခံတိဆောက်ခြင်းအဆင့်ရောက်မှသာလူသားဘဝကနေအမှန်တကယ်ကူးပြောင်းနိုင်တာပါရွှေမြူတွေအဆင့်အောက်ကလူအလုံးဟာတာမန်လူတွေသာဖြစ်ကြတယ်ဒါပေမဲ့မင်းရဲ့စိတ်ထဲမှာတော့စိုးရိမ်ပူပန်မှုတွေဖြစ်လာတယ်အခုလူတိုင်းကထူးခြားတဲ့စွမ်းအားတွေရရှိကုန်ကြပြီးကဘာကြီးတော့အကြီးကျယ်ပြောင်းလဲတော့မှာပဲအဲ့ဒီအချိန်မှာကျောင်းရဲ့အတန်ချက်စက်ကနေအတန်ထွက်လာတဲ့ငါကကျောင်းကြီးချင်းယူချုံးပါအခုဆရာမတွေနဲ့ကျောင်းသားအားလုံးကွင်းထဲကိုစုဝေးပေးကြပါသွားကြဆိုသွားကြည့်ရအောင်လို့မင်းလော်ထောင်းကိုကြည့်ပြီးပြောလိုက်တယ်မကြခင်မှာပဲကျောင်းသားအားလုံးကွင်းထဲကိုရောက်လာကြတယ်ကျောင်းအုပ်ကြီးကမိုက်ခရိုဖုန်းကိုကင်ပြီးပြောလိုက်တယ်အချို့သောကျောင်းသားတွေကထူးခြားတဲ့စွမ်းအားတွေရရှိထားပြီဆိုတာငါယုံကြည်ပါတယ်ဒါပေမဲ့အဲ့ဒီကြောက်စရာကောင်းတဲ့စွမ်းအားတွေကိုစီကံမဲ့မတုံးကြဘူးငါတောင်းဆိုချင်ပါတယ်ပြီးတော့ကိုယ့်ရဲ့ကျင့်စဉ်အဆင့်ကိုလည်းအမှန်တိုင်းစည်ရင်သွင်းပေးကြပါငါတို့စည်ရင်အင်းတွေပြုလုပ်ဖို့လိုအပ်ပါတယ်မကြခင်မှာပဲချင်းတူတက္ကသိုလ်ကဆရာကျောင်းသားအားလုံးစည်ရင်သွင်းပြီးသွားကြတယ်ရရှိလာတဲ့ရလက်တွေးကြောင်းကျောင်းတာဝန်ရှိသူတွေအံ့အားသင့်သွားကြတယ်တကြောင်လုံးမှာလူပေါင်း15000ရှိတဲ့အနက်လူပေါင်း3000ကျော်ဟာကျင့်စဉ်အဆင့်တွေရရှိထားကြတယ်ကွင်းထဲကလူတွေရဲ့မျက်နှာအမူအရာပြောင်းလဲသွားတာကိုကြည့်ပြီးမင်းစိတ်ထဲမှာခံစားချက်တွေဖြစ်ပေါ်လာတယ်မင်းရဲ့ဆွဲလုံးလာကြောင်းအခုတော့အတန်မာဆုံးလူဖြစ်လာခဲ့ပြီလို့မထင်ထားမိဘူးအဲ့ဒီအချိန်မှာပဲစည်ရင်အင်းတာဝန်ခံဆရာကရုတ်တရက်အော်ပြောလိုက်တယ်ရန်ရွေးဆရာမကအောင်မြင်မှုအဆင့်နဲ့ခဏအတွင်းမှာပဲအားလုံးရဲ့အကြည့်တွေကလှပတဲ့အမျိုးသမီးတစ်ယောက်စီကိုရောက်သွားကြတယ်နောက်ဆုံးတော့ရန်ရွေးကိုကျောင်းအုပ်ကြီးကစင်ပေါ်မှာစကားပြောဖို့ဖိတ်ခေါ်လိုက်တယ်အခုဂိမ်းကလက်တွေ့ဖြစ်လာပြီးဂိမ်းကစားခဲ့ဘူးသူတွေကကျင့်စဉ်အဆင့်တွေရကြလိမ့်မယ်ဒါပေမဲ့စွမ်းအားတွေကိုအလွဲသုံးစားလုပ်ပြီးပြစ်မှုမကျူးလွန်ကြဘူးငါတတိပေးခြင်းနဲ့တာမန်လူတွေကိုမနှိပ်စက်ကြပါနဲ့ကိုအတန်မာဆုံးလို့လည်းမထင်လိုက်ပါနဲ့ဘာလို့လဲဆိုတော့မင်းတို့ထက်တန်မာတဲ့သူတွေရှိနေသေးလို့ပဲအဲ့ဒီလိုပြောနေရင်ရန်ကြီးရဲ့စိတ်ထဲမှာလွန်ခဲ့တဲ့9နှစ်ကအမတ်တရတစ်ခုပေါ်လာတယ်ဒီဂိမ်းကိုပထမဆုံးဆက်ကစားတုန်းကကံကောင်းထောက်မှတ်စွာနဲ့စိတ်ကသဘောထားကောင်းတဲ့ကစားသမားတစ်ယောက်နဲ့တွေ့ခဲ့တယ်သူကနေ့တိုင်းဂိမ်းထဲမှာအတူခေါ်ကစားတဲ့ပစ္စည်းတွေအများကြီးပေးတယ်ဒီလူတွေကိုအတူတူတိုက်ပေးပြီးသူနဲ့လက်တွဲဖော်ပြီးဖြစ်သွားခဲ့လို့ခဏလေးတွင်းမှာပဲအောင်မြင်မှုအဆင့်ကြီးကိုရောက်သွားခဲ့တာပါဒါပေမဲ့အဲ့ဒီဆရာဖြစ်သူရဲ့အခုလက်ရှိကျင့်ကြံမှုအဆင့်ကဘယ်လောက်လဲဆိုတာတော့မသိတော့ဘူးသူဂိမ်းမထွက်ခင်တုန်းကတော့နက်ဖျားအဆင့်မှာရှိနေတာပဲမှတ်မိတော့တယ်အဲ့ဒီလိုပြောနေတုန်းမှာပဲကောင်းကင်ရန်ကနေအတန်တက်ရုတ်တရက်ထွက်ပေါ်လာတဲ့ကျင့်ကြံမှုတွေစစ်မှန်ဖြစ်လာပါပြီလန်ရှင်းကြိုရဲ့ area တွေစတင်ပြောင်းလဲနေကမ္ဘာအကျယ်ဝန်းဟာ10ဆလောက်တိုးပွားလာပါပြီကျင့်ကြံသူတွေရဲ့ရွှေစရင်ကိုလည်းမကြခင်ဖွင့်လှစ်တော့မှာဖြစ်ပြီးအဆင့်တက်မှတ်ချက်ထဲပါဝင်သူတွေကဆုလက်ကောင်းတွေရရှိပါလိမ့်မယ်နောက်3ရက်နေရင်အဲ့ဒီဆုလက်တွေကိုထုတ်ပေးသွားမှာပါချက်ချင်းဆိုသလိုပဲမြေကြီးတွေတုန်ခါလာပြီးကွင်းပြင်တွေကတာမန်လူတွေဟာဟန်ချက်မထိန်နိုင်ပဲလဲကျကုန်ကြတယ်မင်းကတော့မျက်လုံးကိုမိတ်ပြီးစိတ်အာရုံနဲ့တစ်ကမ္ဘာလုံးကိုလှည့်ပတ်ကြည့်လိုက်တဲ့အစင်းမြင့်ကျင့်ကြံတယောက်အနေနဲ့စကြဝဠာရဲ့အပြင်ဘက်ထိတောင်မြင်နိုင်စွမ်းရှိနေပြီလေလန်ရှင်းချက်ရဲ့ area က10ဆလောက်တိုးသွားသလိုတရုတ်နိုင်ငံရဲ့နယ်မြေထဲမှာလည်းအနဝါတွေတစ်တော်တွေနဲ့တဲကန်နာရတွေလိုမျိုးမတိသေးတဲ့နယ်မြေအသစ်ပေါင်းထောင်ချီပေါ်ပေါက်လာတဲ့အဲ့ဒီနေရာတွေမှာလူသူမရှိသလိုတက်ရှိတွေတောင်မရှာဒီပဲဒီအတိုင်းပေါ်လာတာပါဒါပေမဲ့ဒါဟာမကောင်းတဲ့နမိတ်တစ်ခုလို့မင်းခံစားလိုက်ရတဲ့ဂိမ်းတွေကအရာတွေအပြင်မှာတကယ်ဖြစ်လာပြီဆိုရင်အဲ့ဒီထဲကဘီလူးတွေနဲ့ဂိမ်းဆက်ကောင်တွေပါအပြင်ကိုရောက်လာတော့မှလားအဲ့ဒီအချိန်မှာပဲကောင်းကင်ကနေရဟတ်ရင်တန်တွေကြားလိုက်ရတယ်စစ်သုံးရဟတ်ရင်တစ်စီးဟာသူတို့ခေါင်းပေါ်မှာဝဲပြန်နေပြီးမြေပြင်ကိုဆင်းတက်လာတယ်အဲ့ဒီထဲကနေအသက်30ဝန်းကျင်ရှိတဲ့စစ်ဝတ်စုံဝတ်အမျိုးသားတစ်ယောက်ဆင်းလာတယ်ကျွန်တော်ကကျင့်ကြံသူစီမံခန့်ခွဲရေးဌာနကအဖွဲ့ဝင်တဦးဖြစ်တယ်လို့ပုံမှုတစ်ယောက်လည်းဖြစ်တဲ့လောက်ဝေပါလို့သူကမိတ်ဆက်တယ်သူ့ရဲ့မိတ်ဆက်မှုကိုကြားရတဲ့အခါကွင်းပြင်တွေကလူတွေအံ့အားသင့်သွားကြတယ်ဒီမှာကျင့်ကြံမှုအဆင့်အမြင့်ဆုံးကဘယ်သူလဲလို့သူကလိုက်ကြည့်ပြီးမေးလိုက်တယ်အဲ့ဒီခါရန်ရွဲကရှေ့ကိုထွက်လာပြီးကျမကအောင်မြင်မှုအဆင့်ကြီးပါလို့ပြောလိုက်တယ်ဒီစစ်ဘိုလ်ကလည်းကျင့်ကြံသူတစ်ယောက်ဆိုတာ
သူမသိနေပေမဲ့သူ့ထက်အဆင့်နှိမ့်တဲ့ရွှေမြူးတွေအဆင့်မှာပဲရှိပါသေးတယ်ဒါကိုကြားလိုက်ရတဲ့လောဝေကအရန်အံ့ဩသွားပြီးချက်ချင်းပဲအယိုအသေးပေးလိုက်တယ်အောင်မြင်မှုအဆင့်ကျင့်ကြံသူကြီးခင်ဗျာမင်္ဂလာပါလို့သူကနှုတ်ဆက်တယ်အရင်တုန်းကဆိုရင်သူဒီလိုအယိုအသေးပေးမှာမဟုတ်ပေမဲ့အခုကကျင့်ကြံသူတွေရဲ့ခစ်ဖြစ်နေပြီလေအောင်မြင်မှုအဆင့်ရှိတဲ့ကျင့်ကြံသူတယောက်ကသူ့ကိုလက်ညှိုးတစ်ချောင်းနဲ့တင်တက်ပြစ်နိုင်တယ်ရန်ရွက်ကလည်းအာနာသွားပြီးသူ့ကိုစွမ်းအားတွေနဲ့ပြန်ထူပေးလိုက်တယ်ဒီလိုမလုပ်ပါနဲ့ကျမတို့အားလုံးကတရုတ်လူမျိုးတွေပဲလေပြီးတော့ရှင်တို့ကနိုင်ငံအတွက်အများကြီးဆွမ်းဆောင်ပေးခဲ့ကြတဲ့သူတွေပါလို့သူမကပြောလိုက်တယ်ဒါဆိုရင်ကျွန်တော်ကရန်တခင်မလို့ပဲခေါ်ပေးရစေလူမှုပတ်ဝန်းကျင်တည်ငြိမ်အေးချမ်းဖို့အတွက်ကျွန်တော်တို့ရဲ့ကျင့်ကြံသူစီမံခန့်ခွဲဌာနကိုဝင်ရောက်ကူညီပေးနိုင်မလားလို့သူကဖိတ်ခေါ်တယ်ရန်ရွက်ကလည်းနိုင်ငံအတွက်အလုပ်ကျွေးပြရတာဂုဏ်ယူစရာပါလို့ပြောပြီးလက်ခံလိုက်တယ်ဒါဆိုရင်တော့တိတ်ကောင်းတာပေါ့ကျွန်တော်တို့တခြားတနေရာမှာအသေးစိတ်ဆွေးနွေးကြရအောင်လို့ပြောပြီးသူတို့နှစ်ယောက်ထွက်သွားကြတယ်မင်းကတော့သူတို့နောက်ကိုစိတ်အာရုံနဲ့လိုက်ကြည့်နေပြီးသူတို့ပြောသမျှကိုလည်းကြားနေရတယ်လောဝေကကျောင်းတိုင်းမှာကျင့်ကြံမှုတင်တန်းတွေဖွင့်ဖို့စီစဉ်ထားပြီးကျင့်ကြံသူတွေကိုဆရာတွေအဖြစ်ခန့်ထားမယ်လို့ပြောတယ်မင်းကချင်းတူတက္ကသိုလ်ကဆရာမတစ်ယောက်ဆိုတော့ဒီအတန်းရဲ့အတန်းပိုင်ဆရာမလုပ်ပေးစေခြင်းနဲ့လို့ကန့်လန့်နေရန်ရွက်ကလည်းမငြင်းပဲလက်ခံလိုက်တယ်မင်းရဲ့အခြေအနေကိုလည်းအထက်ကိုတေချာတင်ပြပေးပါမယ်မင်းကအောင်မြင်မှုအဆင့်ကြီးဆိုတော့ဒီဂိမ်းကြောင်းပို့သိမှာပါလို့သူကဆက်ပြောတယ်ရန်ရွက်ကသူမကစားတာမကြသေးပေမဲ့အတော်အသင့်သိထားကြောင်းနဲ့ဒီဂိမ်းတွေကဂိုင်းတွေဟာဂိမ်းဆက်ကောင်တွေရဲ့ဂိုင်းတွေဖြစ်တယ်လို့ရှင်းပြတယ်တကယ်လို့အပြင်မှာပေါ်လာမယ်ဆိုရင်အဲ့ဒီဂိုင်းတွေပါလာနိုင်ပြီးအားကောင်းဆုံးကတော့ချင်းရင်ဂိုင်းပဲဖြစ်ပါတယ်အဲ့ဒီဂိုင်းရဲ့ဂိုင်းချုပ်ကနတ်ဖျားအဆင့်မှာရှိနေတယ်လို့အကြီးကဲတွေကလည်းနတ်မဲအဆင့်တွေဖြစ်ကြတယ်လောဝေကဒါကိုကြားပြီးတုံ့လောက်သွားတယ်တကယ်လို့ဒီဆက်ကောင်တွေဒါကဘာပေါ်ကိုရောက်လာမယ်ဆိုရင်ဘယ်လောက်တောင်ကြောက်စရာကောင်းမလဲဆိုတာသူစဉ်းစားကြည့်လို့ရတယ်နတ်ဖျားအဆင့်ကျင့်ကြံသူတယောက်ကစိတ်ကူးလိုက်ရုံနဲ့နိုင်ငံတစ်ခုဒါမှမဟုတ်ဂျိုးတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်စွမ်းရှိတာလေသူတို့ကိုထိန်းချုပ်လို့မရရင်တရုတ်နိုင်ငံအတွက်ဘေးအန္တရာယ်ပဲဖြစ်လာမှာပါဒါပေမဲ့ရန်ရွက်ကတော့စိုးရိမ်စရာမလိုဘူးလို့ပြောတယ်ဒီချင်းရင်ဂိုင်းဟာဂိမ်းထဲမှာနာမည်ကြီးတဲ့အမတ်တရားဘက်တော်သားဂိုင်းဖြစ်လို့အပြစ်မဲ့သူတွေကိုဒုက္ခပေးမှာမဟုတ်ပါဘူးတကယ်စိုးရိမ်ရမှာကမော်ဝင်ဂိုင်းတွေပါသူတို့ကလူတွေကိုအစာလိုသဘောထားသလိုလူတွေရဲ့ဝိညာဉ်ကိုထုတ်ယူပြီးကျင့်ကြံတတ်ကြတယ်အဲ့ဒီလူတွေကမှတကယ်ဘေးဆိုးကြီးတွေဖြစ်လာမှာပါလော့ဝေကလည်းဒါတွေကိုအထက်ကိုတေချာတင်ပြပါမယ်တကယ်လို့ဒီဂိုင်းတွေသာတရုတ်ပြည်မှာပေါ်လာရင်တော့လို့ပြောလိုက်ပါတယ်ဒီလောကကြီးဒီကပ်ပေးတစ်ခုနဲ့တူလာသည်ဟုလူဝေကဆိုသည်ရန်ယူကိုလည်းဂိမ်းထဲတွင်သူမထက်ပုံမအားကောင်းသူများရှိနိုင်သလားဟုသူကမေးမြန်းလိုက်ပြီးရန်ယူကသူမထက်တမသူများစွာရှိကြောင်းပြန်ပြောသည်သူမဂိမ်းကစားစဉ်ကအဆင့်50တွင်သို့ပင်မဝင်နိုင်ခဲ့ပဲထိုသူများသည်ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကျော်သူများဖြစ်ကြသည်ဟုဆိုသည်အထူးသဖြင့်သူမ၏ဆရာဖြစ်သူရှောင်းရောင်ထန်းကျွန်းသည်နတ်ဖျားအဆင့်ဖြစ်ပြီးအကယ်၍သူသာဆက်ကစားနေလျင်သူတော်စင်အဆင့်သို့မဟုတ်ထို့ထက်ပို၍မြင့်မားနိုင်ကြောင်းသူမကရှင်းပြသည်အဝေးမှနားထောင်နေသောတင်သည်ထိုအမည်ကိုကြားလိုက်ရသဖြင့်အလွန်အံ့အားသင့်သွားသည်အဘဲကြောင့်ဆိုတော့တင်းဤဂိမ်းမီမှာလည်းရှောင်းရောင်ထန်းကျွန်းဖြစ်နေသောကြောင့်ပင်တင်သည်တပည့်များစွာမွေးထုတ်ခဲ့မှုသဖြင့်သူမမြည်သူဖြစ်သည်ကိုချက်ချင်းမမှတ်မိနိုင်ပေဤဆရာသည်ရန်ယူအတွက်အလွန်အရေးကြီးပုံရသည်ဟုလူဝေကပြုံးရပြောသည်ရန်ယူကလည်းခေါင်းညိတ်ဝန်ခံသည်ရှောင်းရောင်ထန်းကျွန်းဆိုသူကိုအထူးတတိထားစောင့်ကြည့်ပေးမည်ဟုလူဝေကကတိပေးသည်ထို့နောက်လုံခြုံရေးအရာဂိမ်းမီဖြစ်သာဆက်သွယ်ရန်ရန်ယူဤဂိမ်းအမည်ကိုမေးမြန်းရာသူမကရင်းနှက်သမီးဟုဖြေကြားလိုက်ထိုအမည်ကိုကြားသောအခါတင်သည်မင်းတက်သွားသည်ဂိမ်းထဲမှချစ်စပွဲကောင်းသောတပည့်လေးသည်တင်ဤဆရာမဖြစ်နေလိမ့်မည်ဟုတင်လုံးဝမထင်ထားခဲ့ပေသို့သောအလွန်ရှက်စရာကောင်းနေသဖြင့်တင်ဤမြည်သူမြည်ဝဖြစ်ကြောင်းကိုမထုတ်ဖော်ရန်ဆုံးဖြတ်လိုက်သည်ရင်းနှက်သမီးဟုသောအမည်မှာကောင်းမွန်ကြောင်းပြောဆိုပြီးနောက်လူဝေသည်အခြေအနေများကိုအစီရင်ခံရန်ရဟတ်ရင်ဖြင့်ထွက်ခွာသွားသည်ထို့နောက်တင်နှင့်လူထောင်တို့သည်အဆောင်သို့ပြန်ရန်ပြင်ဆင်ကြသည်ရုတ်တရက်ကောင်းကင်ယံမှအတန်တစ်ခုထွက်ပေါ်လာပြီးကျင့်ကြံခြင်းရွှေစည်ရင်ကိုဖွင့်လှစ်လိုက်သည်လူတိုင်းကောင်းကင်သို့မောကြည့်လိုက်ကြရာကြည်လင်နေသောမိုးကောင်းကင်သည်မင်းမောင်သွားပြီးရွှေရောင်အလင်းတန်းများဖြတ်ထွက်နေသောစာလိပ်ကြီးတစ်ခုပေါ်လာထိုစာလိပ်တွင်အလွန်ပြင်းထန်သောစွမ်းရည်များရှိနေသည့်တင်ခံစားမိသည့်ဖြစ်တာအကြစာလိပ်သည်ဖြင်းချင်းစွာပွင့်ဟလာတော့လဲအတွင်း၌မြည်သည့်အရာများရေးသားထားခြင်းမရှိသေးပေထို့နောက်အဆင့်တရာအတွင်းရှိကျင့်ကြံသူများကိုဖော်ပြမိအကြောင်းနှင့်အဆင့်မြင့်လေလေဆုလက်ပူကောင်းလေလေဖြစ်မိအကြောင်းအတန်ထွက်ပေါ်လာသည့်အဆင့်တရာမှာဝိညာဉ်တလေအဆင့်ဖြစ်ပြီးဆုလက်အဖြစ်စေလုံး၅လုံးရရှိသည့်အဆင့်တရာသည်ဝိညာဉ်တလေအဆင့်များသာရှိသဖြင့်အားနည်းလာသည်ဟုတင်ထင်မိတော်လဲဂိမ်းသည်တစ်နှစ်သာလူကြက်ညာခဲ့သဖြင့်မအံ့ဩမိပေတစ်နှစ်ကစားသူများသည်များသောအားဖြင့်ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ထိသာရောက်ရှိနိုင်ပြီးဂိမ်းမကစားတော့လျင်ကျင့်ကြံမှုအဆင့်များပြန်ကျသွားအားတက်သည်10နှစ်တိုင်တိုင်ဂိမ်းကိုဆက်လက်ကစားနေသူမှာတင်တဦးတည်းသာရှိတော့သည်တင်၏အိတ်ထဲတွင်စေလုံးပေါင်း996လုံးရှိနေသဖြင့်ဆုလက်များကိုတင်ဂယုမဆိုင်ပေ2နာရီခွဲခန့်ကြာပြီးနောက်စရင်သည်အဆင့်60သို့ရောက်ရှိလာအဆင့်60မှာရင်းနှက်သမီးဖြစ်ပြီးသူမသည်မဟာယာနအစောပိုင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်သူမရရှိသောဆုလက်မှာအဆင့်မြင့်ဝိညာဉ်ကြောက်တုံး9လုံးဖြစ်သည်အဆင့်60တွင်ပင်မဟာယာနအဆင့်သို့ရောက်ရှိနေသဖြင့်လူတိုင်းအံ့အားသင့်သွားကြသည်ရန်ယူသည်လည်းသူမကိုသူမအဆင့်60တွင်တွေ့လိုက်ရသဖြင့်အံ့ဩသွားသည်သူမထက်အဆင့်မြင့်သူများသည်ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ထက်ကျော်လွန်သူများဖြစ်နိုင်သည်ဟုသူမတွေးမိသည်ထို့နောက်လူဝေထံမှဖုန်းခေါ်ဆိုမှုတစ်ခုကိုသူမလက်ခံရရှိသည်တင်ဒီလည်းစွမ်းအားကိုအသုံးပြု၍နားထောင်လိုက်ရာလူဝေကသူမကိုခေါင်းဆောင်များနှင့်တွေ့ဆုံရန်ဖိတ်ကြားနေခြင်းဖြစ်ကြောင်းသိလိုက်ရရန်ယူသည်ကွင်းပြင်မှထွက်ခွာသွားပြီးတင်သည်လည်းလုံမှုဆိုသည်မှာအဘဲအရာဖြစ်သည်ကိုသိရှိရန်သူမနောက်သို့စွမ်းအားဖြင့်လိုက်ပါဆောင်ကြည့်လိုက်သည်မကြာမီတွင်သူမသည်တောင်နှက်ထဲရှိလူဝက်စခန်းတစ်ခုသို့ရောက်ရှိသွားသည်ထိုနေရာတွင်စစ်ဝတ်စုံဝတ်ထားသောလူအချို့ကသူမကိုစောင့်ကြိုနေကြသည်သူတို့ကရန်ယူကိုကျင့်ကြံသူစီမံခန့်ခွဲဌာန၏ဒုတိယဌာနမှဖြစ်တာဝန်ယူရန်တောင်းဆိုကြသည်ရန်ယူကလည်းနိုင်ငံသားတဦးအနေဖြင့်တာဝန်ယူရန်သဘောတူလိုက်သည်တင်သည်စောင့်ကြည့်ခြင်းကိုရပ်တန့်ပြီးကောင်းကင်မှရွတင်စရင်ကိုပြန်ကြည့်လိုက်သောအခါတဖန်အံ့အား